ဆရာတော်ကြီးကကြပြလေးတူတူလေးတပုတ်ရေးတော့ကျွန်တော်တို့ကဖတ်တယ်ပေါ့ကြပြကောင်းစဉ်ကအနဖာကြပြလေးတူတူလေးပဲနော်အနဖာသုံးလုံးနဲ့အနဖာအဲ့ချုပ်တဲ့အပေါက်ပေါ့ဒွေးကြိုးလေးလေးချောင်းနဲ့ပါတယ်ထိုးတော်တဲ့ထိုးတော်ကျိုးချော်လို့သွားတချိုးတာအမဲကိုအမြင်ကတ်တယ်အရွှေနဖာကြပြတာပဲမောင်သားချိုးစိတ်ထဲမှာကြိုက်လိုက်တာညှဉ်းနှုတ်လိုက်တာကျွန်တော်စိတ်ကိုပြောင်းလဲစေတယ်ဒါအဖွားကိုတယောက်မျက်စိမှုံမှုံနဲ့အိမ်မှာမြည်တွေပါလေအကူညီမယူဘဲနဲ့အပေါက်ကိုထိုးနေတယ်ကျွန်တော်အဖွားကြီးရှိခဲ့ဘူးလေကြပြတောက်ရေးထတာပဲအဲ့ဒီချုပ်မယ်ပေါ့ပြဲတဲ့ခါကျတော့အကလေးယူလာမယ်အချီထိုးထည့်မယ်ကျွန်တော်တို့ရှေ့ခက်ကကျွန်တော်ငင်ကြလုတ်ခဲ့ဘူးလေကျွန်တော်အမေတွေဖေတွေများဟာမျက်စိပါလေမှုံပြီးဆိုရင်ကျွန်တော်တို့ထိုးခိုင်းတယ်တားလာပါဦးဝဲဆိုတော့ဒီအဖွားကြီးကတော့နားမှာလူမရှိလို့ထင်ပါရဲ့အပေါက်ကိုကိုယ်တိုင်ထိုးတယ်အချီလေးကိုသလူနဲ့ဆွတ်ပေါ့ပြီးတော့အစာလေးတွေအနားလေးတည်သွားအောင်သလူလေးကိုလုံးလိုက်ပေါ့ပြီးတော့မှအက်ကိုကန်ပြီးတော့မှအထက်ကိုထိုးထည့်တာချော်ထွက်သွားတယ်မျက်စိမှုံတော့မဝင်ဘူးအပေါက်ထဲကိုအမဝင်တဲ့ခါကျတော့အချီမဝင်တဲ့ခါကျတော့အဖွားကြီးကဘာဖြစ်တယ်လဲဘသူ့အပြစ်တင်တယ်လဲအပေါက်ကိုအပြစ်တင်တယ်နားနဲ့မနာပွားနေတာပါခင်ဗျဘုံဘုံတို့ပြီးတော့ပေါ်လျောင်ပြောလို့ပါဖေ။အဖွားကြီးအပေါက်ကိုဆဲတယ်တောက်အပေါက်တွေလည်းကျင်းလာလိုက်တာလေထိုးတော်တဲ့ထိုးတော်ကျိုးချော်လို့သွားအမဲကိုအမြင်ကတ်တယ်ဘသူ့ကိုကတ်တာလဲအပေါက်ကိုမြင်ကတ်နေတာအရွှေနဖာကျွန်တော်ဖခင်တန်းနေတဲ့ဘုံဘုံတပြီးတော့လေဟာကောင်းလိုက်တာ